က်လန်းเสียတယောက်လုပ်ပြီဆိုရင်ဘုရားတရားတန်ခါကိုအသက်ထက်ဆုံးကူးွယ်နိုင်ရမယ်ယတနာသုံးပါးကိုပြမစော်ကားမှချမ်းသာရမယ်ဆိုရင်တော့ဘယ်တော့မှမနှောကံမှအစမရင်းရိုင်မိစေနဲ့တော့ထက်လန်းเสียဆိုတာစကလုံးကရိုးရှင်းပေမဲ့နတ်နေတယ်အသားတွေအနာခံပြီးဝိဇ္ဇာတွေပေါ်တဲ့ဆေးတွေပေါက်နေလေကျင့်ကြံအားထုတ်မှစွမ်းနာမှုကိုယ်ပိုင်စရဏအားနဲ့စွမ်းအောင်ဆောင်ကြည့်ရပါကိုကောင်းရင်ကိုဆန်းကိုမိုင်းကိုခံကိုတိုင်းနဲ့ကိုကံမဲမှုမင်းမလုပ်လို့ဘဝကူမကောင်းရင်ဘယ်နဲ့မင်းကြီးဘယ်ဝိဇ္ဇာမှလာမကယ်ဘူးဆိုတာခမားတို့ကြုတ်လို့အသွေးရဲ့အသားတွေမှတ်ထားဖို့လိုတယ်